မင်္ဂလာပါခင်ဗျပန်းကမာမြေ channel ကြိုးဆိုပါတယ်ဒီကနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေကြီးကညနာအကျိုးဆောင်ဦးခိုင်မြင့်ပေါ့နော်သူရဲ့ဆက်သွယ်မှုနဲ့ညီမလေးတယောက်မအီအီတင်းဆိုပြီးတော့ရေငယ်ရက်ွက်ကြီးစက်တစ်ကနေလာရောက်ပြီးမျှဝေခြင်းစီစဉ်မှာပါဝင်လာတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကသူ့ရဲ့ခိုင်းလိုပဲကားရဲ့အချိုးအစားလေးတွေကလပ်အချိုးအစားဂီယာအချိုးအစား body အချိုးအစားကျွန်တော်ကအစအဆုံးအခြေခံနည်းစနစ်ကြအော်တိုရောမန်နူရောမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ပန်းကားမေ channel ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမများကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်လို့ပြောပြရစီခင်ဗျကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျ